ကိုကနိုင်ငံခြားသွားပြီးတော့အလုံးလုံးမှာနော်အလုံးလုံးချင်လို့မလို့နိုင်ငံခြားတင်တန်းတွေတက်ပြီးပေါ့ကွယ်နော်ကိုရီးယားစကားပြောတို့ဂျပန်တို့ဘာညာတို့ပေါ့နော်အဲ့တင်တန်းတွေတက်တော့မယ်ဆိုရင်အဲ့ဒီတင်တန်းတွေမတက်ခင်ကတည်းကလိုအပ်တဲ့သွေးတွေကိုစစ်ထားနော်အခြေခံအဖြစ်တော့ B ပိုးတို့ C ပိုးတို့ HIV ပိုးတို့ကာလာသားပိုးတို့နောက်ထပ်အဆုတ်ဓာတ်မှန်ရိုက်တာတို့ TB ပိုးရှာတာတို့အဲ့ဒါမျိုးတွေအခြေခံဟာတွေပေါ့နော်လိုအပ်တဲ့ဟာတွေကိုအဲ့တင်တန်းမတက်ခင်ကတည်းကစစ်ထားနော်စစ်ထားပြီးတဲ့ခါကျမှအဲ့ဒါတွေကကိုယ်မှကင်းရှင်းတယ်သွားလို့ရတယ်ဆိုတဲ့ခါကျမှနောက်တစ်ဆင့်အနေနဲ့တင်တန်းကိုနော်တင်တန်းပြီးတင်တန်းတက်ပြီးတော့ကတင်တန်းပြီးသွားပြီလိုအပ်တဲ့ဟာတွေလည်းလုပ်ပြီးသွားပြီဆိုငွေသွင်းတဲ့ကိစ္စတွေလာပြီအဲ့တော့ငွေသွင်းတော့မယ်ဆိုလို့ရှိရင်လည်းတခါစိတ်မချသေးရင်လိုအပ်တဲ့ဟာတွေကိုအကုန်ကိုယ့်အနေကိုပြန်စစ်ပြီးတော့ငွေမသွင်းငင်ကိုစစ်နော်စစ်ပြီးသွားတဲ့အခါကျမှစိတ်ချရပြီဒါတွေကကင်းရှင်းတယ်ဒီယောဂါတွေကင်းရှင်းတယ်ကိုကအဲ့ဒါတွေဘာတစ်ခုမှမရှိဘူးသေချာပြီဆိုတဲ့အခါကျမှငွေသွင်းပြီးတဲ့အခါကျမှသွားရမယ်ဟာတွေစောင့်ရမယ်ဟာတွေစောင့်ပေါ့ကွယ်အဲ့လိုအခုကအဲ့လိုမဟုတ်ဘူးဒီတယ်မလားလူတွေကဘူးမသိဘာမှလည်းမစစ်မစေးပဲနဲ့အဲ့မှာတင်တန်းတွေတက်ပြီးတော့တချို့ဆိုလို့ရှိရင်ငွေတွေပါသွန်းပြီးသွားတဲ့ခါကျမှဆေးစစ်လိုက်တဲ့ခါကျမှဆေးရမအောင်ဘူးဘီဘိုးတွေးလို့တော့နောက်ထပ်ကာလာသားပိုးတွေးလို့တော့အစုပ်မှာစပေါ့တွေးလို့တော့စသဖြင့်အဲ့လိုမျိုးပြဿနာတွေဖြစ်တယ်ကွယ်ဖြစ်တဲ့ခါကျဘယ်လိုလုပ်ရမှာလဲပေါ့နော်ဘီဘိုးကတွေးနေတယ်အဲ့ဒါဘယ်လိုလုပ်ရမှာလဲဆိုတော့အခုချိန်ထိလဲဘီဘိုးပျောက်တဲ့ဈေးရဲ့လို့ကလည်းမပေါ်သေးဘူးနောက်3-5နှစ်လောက်နေမှပဲပေါ်လာမှာပေါ့နော်အဲ့ဒီခါကျတန်လိုက်တင်တန်းလည်းတက်ထားပြီးငွေတွေကလည်းတချို့ဟာတွေကတွန်းထားပြီးဆိုတဲ့ခါကျဘာမှမတက်နိုင်တော့ဘူးเนาะအဲ့ခါကျတော့စီးကြသွားတယ်အဲ့ခါကျတော့သွားလို့မရတော့ဘူးအဲ့တော့တွန်းထားတဲ့ငွေတွေကဆုံးပေါ့เนาะအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့ခါကျတော့အကြံပေးချင်တာခုနပြောသလိုပေါ့နိုင်ငံခြားသွားဖို့တင်တန်းမတက်ခင်ကတည်းကသွေးတွေစစ်ထားနိုင်ငံခြားတော့ကိုသွားမဲ့နိုင်ငံမှာစစ်ရတဲ့သွေးတွေကဘာတွေစစ်ရတာလဲเนาะအဲ့ဒါတွေအကုန်စစ်ထားငွေမသွင်းငင်တခါပြန်စစ်เนาะစစ်ပြီးသွားပြီးလုံးဝကိုမှကင်းရှင်းပြီဆိုတဲ့အခါကျမှသွင်းစရာရှိတာတွေသွင်းလုံးစရာရှိတာတွေဆက်လုပ်ပါဒါမှမဟုတ်လို့ရှိရင်အလားဟာတက်ပတ်စံနေကုန်ပြီးတဲ့အခါကျနိုင်ငံခြားလည်းမသွားဘဲနဲ့အဲ့လိုမျိုးတွေเนาะဖြစ်ကုန်တတ်ပါတယ်အဲ့ဒါလူချမ်းမကြီးဘုဒ္ဓရအောင်ပြောပြတာဘိုင်ပါ